ဒီနေ့မှာတော့ကမ္ဘာပေါ်မှာအဖြစ်များဆုံးအဆင့်မြင့်ယောဂတွေကတစ်ခုဖြစ်တဲ့ဒူးကြီးပေါင်းယောဂအကြောင်းကိုပြောပြပေးချင်ပါတယ်။အသက်50ကျော်60အရွယ်ဖေဖေမေမေဖိုးဖိုးဖွားဖွားတွေစီမှာဒူးနာတယ်ဆိုတာကခဏခဏကြုံတွေ့ရတဲ့ယောဂလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဒီဒူးနာရတဲ့အကြောင်းရင်းတွေမှာဒူးကြီးပေါင်းဆိုတာဘာကြောင့်ဖြစ်ရတာလဲဘလို့နေထိုင်ရင်တက်တာမလဲဘာဆွေးတွေတောက်လို့ရမလဲဘလို့ကုသမှုတွေရှိလဲအစရှိတာတွေကိုဒီကနေ့ပြောပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒေါက်တာလေးလေးလာဝင်ဖြစ်ပါတယ် YouTube ကနေတဆင့်ကျမရေးဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒေါက်တာလေးလေးလာဝင်ရဲ့ YouTube Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်ပထမဆုံးအနေနဲ့အင်္ဂလိပ်လိုမျိုး osteoarthritis လို့ခေါ်ပြီးတော့မြန်မာလိုမျိုးဒူးကြီးပေါင်းဆိုတာမျိုးပါဒီဒူးစစ်တစ်ခုမှရှိတဲ့ပေါင်ရိုးခြေသလုံးရိုးရဲ့ထိပ်လေးတွေမှာရှိတဲ့အရိုးနုလေးတွေကအသက်ကြီးလာတဲ့အခါဒါမှမဟုတ်ရင်အသုံးပြုလှုပ်ရှားရတာများလာတဲ့အခါမှာအဲ့အရိုးနုလေးတွေကပါလာတာကိုပြောတာပဲဖြစ်ပါတယ်ဒါအပြင်ဒီဒူးစစ်ထဲမှာရှိတဲ့ခြေသလုံးရိုးပေါင်ရိုးတွေမာနေတဲ့အယိုးနှစ်ခုကြားထဲမှာဒီလှုပ်ရှားတဲ့အခါမှာပွတ်တိုက်မှုမဖြစ်အောင်လို့ခုနကအယိုးနုအလွှာလေးတွေအပြင်ဒီချောစီလို့ခေါ်တဲ့ synovial fluid ဆိုတာရှိပါတယ်ဒီချောစီကလည်း quality မကောင်းတော့တာခန်းချောက်လာတာတွေရှိလာတဲ့အခါမှာဒူးကိုလှုပ်ရှားရတာမကောင်းမဲနဲ့ဒူးနာတာတွေဖြစ်လာတတ်ပါတယ်ဒီအသက်အရွယ်အတိုင်းအတာတစ်ခုအထိအသုံးပြုလှုပ်ရှားလာတွေညားတာကြောင့်အသက်အရွယ်ကြီးတာကြောင့်ဒါကြောင့်မို့လို့ဒူးကြီးပေါင်းဖြစ်တယ်လို့ပြောကြပေမဲ့လည်းပေါ့နော်ဒီအယိုးမူပါလာတဲ့အပြင်ကိုပဲခုနပြောတဲ့ချောစီခန်းချောက်လာတာဒါအပြင်ဒီအယိုးအစ်စ်မှာရှိတဲ့အယိုးမာပိုင်းတွေရောအရွတ်တွေရောအမေးပါးတွေရောအစရှိတဲ့ဒူးစစ်တစ်ခုလုံးမှာရှိတဲ့အင်္ဂါအစိပ်ပိုင်းတွေရောင်ရမ်းလာတဲ့ပျက်စီးယူရင်းမှုတွေဖြစ်လာတာကဒီဒူးကြီးပေါင်းကိုဖြစ်စေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။အားကြောင့်မို့လို့ဒီလိုမျိုးအသက်ကြီးပြီးတော့အတိုင်းအတာတစ်ခုထိကြာမြင့်စွာသုံးလာရတဲ့အယိုးစစ်တွေရောင်ရမ်းပျက်စီးလာတာကိုကုသတဲ့နေရာမှာဆိုရင်ဒီပျက်စီးသွားတဲ့အယိုးအရွတ်တွေကိုပြန်ကောင်းအောင်လုပ်တဲ့ဆေးကအခုထိတော့မပေါ်သေးပါဘူး။ဒါကြောင့်မို့လို့ဒီကုသမှုမှာဆိုရင်ယောဂလက္ခဏာကိုပဲတက်တာအောင်လုပ်ပေးတဲ့အခြေအနေမှာဖြစ်ပြီးတော့ကြတော့ဒီပြည့်စုံတဲ့ကုသမှုဆိုတာအခုထိမရှိသေးပါဘူး။ဒါကြောင့်မို့လို့ဒီဒူးနာဝေဒနာကိုခံစားနေရတဲ့သူတွေကနာတာရှည်ယောဂတစ်ခုကိုခံစားနေရတဲ့သူတွေလိုပဲဖြစ်ပါတယ်။ဘယ်လိုမျိုးနာတာရှည်ယောဂတွေကိုခံစားရလဲဆိုရင်အစာပိုင်းမှာဆိုရင်ဒီလှုပ်ရှားမှုများတဲ့အချိန်ဒီမှာပဲဒူးနာတယ်လမ်းလျှောက်တာများသွားတယ်အထိုင်ထများတယ်နောက်ပစစ်တုပ်ထိုင်တာစောင့်ကြောက်ထိုင်တာကြာသွားတဲ့နေ့တွေမှာပဲဒူးနာတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့နောက်ပိုင်းမှာဆိုရင်ဒီဒူးနာတာထက်ပိုဆိုးလာတဲ့အခါမှာလေကားအတက်ဆင်းတွေခက်ခဲလာတာအထိုင်ထလုပ်တော့မယ်ဆိုရင်လူတစ်ယောက်ကိုအားပြုရတယ်နောက်တဖြည်းဖြည်းဒီထက်ဆိုးလာပြီဆိုရင်ဒီအိမ်နေနဲ့နာလာတယ်ဒီဒူးစစ်ကလုံးဝမလုံနိုင်ဘူးအကွေးအဆန်ကိုလုံးဝအပြည့်အဝမရတော့ဘူးနောက်တကြွအတန်မီလာတယ်အစရှိတယ်ဒူးနာယောဂဝေဒနာလက္ခဏာတွေကိုခံစားလာရတတ်ပါတယ်ဒီဒူးကြီးပေါင်းကပေါ့နော်အဓိကအားဖြင့်ဘယ်လိုလူတွေမှာဖြစ်တတ်တာများလဲဆိုရင်တော့ဒီအသက်ကြီးပြီးတော့ဒီဒူးစစ်တစ်ခုကိုအသုံးပြုရတာကြာလာတဲ့သူတွေများတဲ့သူတွေပေါ့နော်ရေပုံအဖြစ်ပြောရမယ်ဆိုရင်အသက်50ကျော်တဲ့သူတွေနောက်ယောက်ျားနဲ့မိန်းမမှာဆိုရင်မိန်းမမှာပို့ပြီးတော့ဖြစ်တာများတယ်နောက်တစ်ခုကတော့ဒီခန္ဓာကိုယ်ရဲ့အလေးချိန်ကိုဒူးစစ်ကထမ်းထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝလွန်တဲ့သူတွေမှာဆိုရင်လည်းဒီဒူးကြီးပေါင်းဒူးနာယောဂါကဖြစ်တတ်ပါတယ်နောက်မျိုးရိုးဗီဇအရာပို့ရဲ့အဖေအမေတွေဖိုးတွေဖွားတွေကဒူးနာယောဂါရှိရဲဒူးကြီးပေါင်းရှိရဲဆိုရင်လည်းကိုယ်မှာဖြစ်ဖို့လားများပါတယ်ဒါအပြင်ကိုလုတ်ကင်ရတဲ့အလုတ်ကင်ဥပမာအဖြစ်ပြောရမယ်ဆိုရင်ဒီအားကစားတစ်ခုခုကဒူးစစ်ကိုအရန်ကိုအသုံးပြုရတယ်အလေးပင်နေမရတယ်နောက်တစ်ခုကတော့လှေကားအတက်ဆင်းနေများတယ်နောက်ပစစ်တုပ်ပြီးတော့ထိုင်ရတယ်ဒူးထောက်ပြီးတော့ကြမ်းတိုက်ရတဲ့အလုပ်တွေလုပ်ရတာများတယ်အဲ့လိုမျိုးအလုပ်ကင်တွေလုပ်တဲ့သူတွေမှာဆိုရင်တော့ဒီဒူးနာယောဂါဒူးကြီးပေါင်းယောဂါဖြစ်ဖို့အလားအလာများပါတယ်ရှင်ကိုကခုနပြောခဲ့တဲ့အချက်တွေကတော်တော်များများရှိရဲဆိုရင်တော့ကိုမှဒူးကြီးပေါင်းဖြစ်ဖို့အတွက်အလားအလာများတယ်ဒီလိုမျိုးဒူးကြီးပေါင်းယောဂလက္ခဏာတွေခံစားလာရပြီဆိုရင်တော့ကိုကဆရာဝန်တယောက်နဲ့ပြမယ်ဆိုရင်ဆရာဝန်ကအဓိကအားဖြင့်ကိုရဲ့ဒူး
နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီယောဂရာဇဝင်ကိုပြီးမယ်နောက်တစ်ခုကသူစမ်းသက်မယ်ဒီဒူးကရှောင်းနေလားဘယ်လောက်ထိတုံနိုင်လဲဘယ်လိုမျိုးအခြေအနေရှိလဲဆိုတာကိုအရင်စမ်းသက်မယ်နောက်တစ်ခုကတော့ဒီဒူးကြီးပေါင်းဖြစ်မဖြစ်ဆိုတာကိုသိကြအောင်လို့ကတော့ဒီ X-ray ရိုက်လိုက်ရင်သိတယ်ပေါ့နော်များသောအားဖြင့်ကတော့ X-ray ရိုက်လိုက်ရင်သိပါတယ်လူမျိုးကြည့်ရလဲဆိုရင်တော့ဒီပေါင်နဲ့ခြေသလုံးရိုးမှာသူကဒီအယိုးလူလေးရှိရဲဆိုရင်တော့ဂျားထဲမှာကဒီ space လေးတစ်ခုပေါ့နော်ရှိတယ်ဒါပေမဲ့ဒီအယိုးမှုကပါသွားတဲ့အခါမှာအယိုးမှာတစ်ခုကအရန်ကိုထိကတ်တဲ့နေရာများသွားတာပေါ့နော်ဂျားတွေက space ကကျင်းသွားအဲ့ဒါကိုကြည့်ချင်းအားဖြင့်ဆရာဝန်တယောက်ကဒီလူနာမှာဒူးကြီးပေါင်းရှိမရှိဆိုတာကိုရေပေါ်အဖြစ်ကတော့အများအဖြစ်ကတော့တည်တာများတယ်တချို့လိုအပ်တယ်ဆိုရင်တော့ MRI ရိုက်တာလည်းရှိတယ်တချို့လိုအပ်တဲ့သူတွေမှာဥမာအဖြစ်ဒီလေးဘက်နာယောဂါဖြစ်ဖို့ risk များတဲ့သူတွေအလားလာများတဲ့သူတွေနောက်အယိုးအစစ်ထဲမှာပေါ့နော်ပိုးဝင်ဖို့အတွက် chance ရှိတဲ့သူတွေမှာဆိုရင်တော့လိုအပ်တယ်ဆိုရင်တော့သွေးစစ်တာတွေရှိနိုင်ပါတယ်လုပ်နိုင်ပါတယ်ရှင်ဒါတွေကိုကြည့်ချင်းအပြင်ဒီလူနာတယောက်ကဒူးကြီးပေါင်းရှိနေပြီလားဆိုတာကိုသိနိုင်ပါတယ်အဲ့ဒီတော့ခုနပြောသလိုမျိုးဆရာဝန်တယောက်နဲ့လည်းပြပြီးပြီကို့မှာဒူးကြီးပေါင်းယောဂလက္ခဏာကြီးလည်းရှိတယ်ဒူးကြီးပေါင်းဆိုတာလည်းဆရာဝန်တယောက်ကသိကြအောင်လို့ပြောနိုင်ပြီဆိုတဲ့အချိန်ဒီမှာဘယ်လိုမျိုးကုသမှုတွေရှိလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးချင်ပါတယ်ကုသမှုမှာဆိုရင်တော့အဓိကကတော့ဒီယောဂါကိုပိုဆိုးမသွားအောင်လို့ဘယ်လိုလုပ်မလဲပေါ့နော်အဓိကအားဖြင့်ကတော့ကိုယ့်ရဲ့ lifestyle ကို change လုပ်ရပါမယ်ဘယ်လိုမျိုးပြောင်းရမှာလဲဆိုရင်တော့ခုနပြောခဲ့သလိုမျိုးပဲဒီအလေးပင်နေမှာတဲ့ဟာတွေကိုရှော့ရမယ်နောက်လေကားအတက်အဆင်းလောရတဲ့ဟာတွေများတယ်ဆိုရင်လည်းရှော့ရမယ်ကိုကတိုက်ခန်းအမြင့်ကြီးမှနေတယ်ရန်ကုန်မြို့လိုတိုက်ခန်းအမြင့်ကြီးမှနေတယ်10လွာမှနေတယ်6လွာမှနေတယ်9လွာမှနေတယ်ဆိုရင်ကိုကတက်နိုင်တဲ့များအတက်အဆင်းကိုမလုပ်ဖဲနဲ့နေလို့ရအောင်နေရမယ်နောက်တစ်ခုကကြတော့ဒီမြန်မာလူမျိုးတွေပေါ့နော်ဗုဒ္ဓဘာသာလူမျိုးတွေကိုယ့်ရဲ့ဘာသာတရားအရာဒီဖျားရှိခိုးတာတွေစောင့်ကြောက်ထိုင်ပြီးတော့ငုတ်တုတ်ထိုင်တာတွေပစစ်တုတ်ထိုင်တာတွေကိုရှော့ရမယ်ပေါ့နော်အဲ့ဒီအစားကိုကဒီထိုင်ကုန်လေးနဲ့ထိုင်ပြီးတော့ဝတ်ပြူတာတွေဖျားရှိခိုးတာတွေလုပ်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်နောက်တစ်ခုကတော့ဒီစောင့်ကြောက်ထိုင်တာငုတ်တုတ်ထိုင်တာနဲ့ပတ်သက်ပြီးတော့ဒီအိမ်နာကိုထိုင်တဲ့အခါမှာဆိုရင်ဒီဘိုးတိုင်းပြောင်းပြီးတော့ထိုင်တာကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်နောက်တစ်ခုကတော့ကိုက overweight ဖြစ်နေတယ် weight ကများနေတယ်ဝါလွန်နေတယ်ဆိုရင်တော့ weight လျှော့တာကောင်းပါတယ်weight လျှော့တာဒီဒူးနာတာရဲ့လက္ခဏာတွေယောဂလက္ခဏာတွေတော်တော်များများကိုသက်သာစေနိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့ပေါ့နော်ကိုကဆက်စချင်းဒီဒူးကြီးပေါင်းစပြီးတော့ဖြစ်ခါစားကိုအရန်ကြီးလည်းမစိုးသေးဘူးဆိုရင်တော့လမ်းလေးကိုဖြည်းဖြည်းလေးနဲ့ပုံမှန်လေးလျှောက်တာတစ်နေ့ကို15မိနစ်လောက်လမ်းလျှောက်တာနာရီဝက်လောက်လမ်းလျှောက်တာလေးတွေကိုပြုလုပ်ပေးလို့ရပါတယ်နောက်တစ်ခုကတော့ဒီစပိန်စီးလို့ရပါတယ်စပိန်စီးနိုင်တဲ့လူတွေမှာပေါ့နော်တကယ်လို့မစီးနိုင်ဘူးဆိုရင်တော့မစီးပဲနဲ့နေရပါမယ်နောက်တစ်ခုကတော့ဒီကိုကရေကူးတတ်တယ်ဆိုရင်လည်းရေကူးတာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့သူက water buoyancy လို့ခေါ်တဲ့ဒီရေထဲမှာပေါ့နော်ကိုကပိုဖော့ပြီးတော့နေတဲ့အခါမှာဒီအဆင့်မြစ်တွေရောင်ရမ်းတာတို့နောက်ကိုယ့်ရဲ့ဒီ movement dry movement ဒီအဆင့်မြစ်ရဲ့ဒီလှုပ်ရှားမှုတွေပိုပြီးတော့တိုးတက်လာတာတွေရှိပါတယ်ဒါအပြင်ပေါ့နော်ဒီဒူးစစ်တစ်ခုရဲ့ကြွက်သားတွေအဆင့်မြစ်တွေပိုပြီးတော့တန်မာလာအောင်ပိုပြီးတော့ပျော့ပြောင်းလာအောင်လို့ exercise လေးတွေပြုလုပ်ပြီးရဆိုရင်ပိုပြီးတော့ကောင်းပါတယ်ရှင်ဒီကုသမှုမှာနောက်တစ်ခုကတော့ဒူးနာယောဂါနဲ့အကိုက်ခဲပျောက်စီးပေါ့နော်ဒီဒူးနာယောဂါနဲ့အကိုက်ခဲပျောက်စီးဆိုတာလည်းခွဲခြားလို့မရဘူးဘာကြောင့်လဲဆိုရင်ဒူးနာတွေကဒီဒူးကြီးပေါင်းယောဂါဆိုတာကိုဆရာဝန်နဲ့မပြခင်လောက်တည်းကသူတို့ဒူးနာတာကိုတက်တာဖို့အတွက်အခိုက်အခဲပျောက်စီးတောက်တာကပုံမှန်လိုမျိုးဖြစ်နေတတ်ပါတယ်။ဒါကြောင့်လဲဆိုတော့ဒီဒူးနာတဲ့အခါမှာပေါ့နော်ဒီပါရာစီတမောတွေမကဘူးဒီမြန်မာနိုင်ငံမှာဆိုရင်တော့ NSAID လို့ခေါ်တဲ့ကိုက်ခဲပျောက်ဆေးတွေဥမာအဖြစ်ဒီ ibuprofen လိုမျိုးဆေးတွေကလည်းလွယ်နေတူရနေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အသာကိုတောက်တာတွေလည်းရှိနိုင်ပါတယ်။ဒါပေမဲ့ဒီ NSAID လိုမျိုးကိုက်ခဲပျောက်ဆေးတွေကအစာရင်နဲ့ပတ်သက်ပြီးတော့ထိခိုက်နိုင်ပါတယ်။ဒါကြောင့်မို့လို့ကိုကဒီဈ
ဆေးပမာဏနည်းနည်းနဲ့ပဲဒူးနာတာကိုတက်တာအောင်လုပ်တာကအကောင်းဆုံးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီတက်ကျွမ်းနားလည်တဲ့ဆရာဝန်တွေနဲ့တခြားတိုင်ပင်ပြီးတော့ဒီအကိုက်ခဲပြောက်တဲ့ဆေးတွေကို adjust လုပ်ဖို့ဒီ dosage ပမာဏကိုဆေးပမာဏကိုချိန်ညှိဖို့နောက်တစ်ခုကဒီအကိုက်ခဲပြောက်ဆေးတောက်တဲ့အခါမှာလည်းအစာရင်ကိုမထိခိုက်ဖို့အတွက်အစာရင်ဆေးတစ်ခုခုနဲ့တွဲပြီးတော့တောက်ဖို့အတွက်ဆိုတာလည်းအရန်ကိုအရေးကြီးပါတယ်ဒါကတော့ဒီဒူးကြီးပေါင်းနဲ့အကိုက်ခဲပြောက်ဆေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒန်ဂျီလင်းဆေးပေါ့နော်ဒီမြန်မာလူမျိုးတွေလည်းအသုံးများတယ်ဒူးနာတဲ့နေရာမှာဆိုရင်သူကဒီဒန်ဂျီလင်းဆေးလေးလင်းလိုက်တဲ့အခါမှာတက်တာသွားတယ်ဒီဆေးတောက်တာထက်ဆိုင်ရင်တော့ဒီဖြစ်တဲ့နေရာလေးမှာပဲလင်းတဲ့အခါမှာပိုပြီးတော့တက်တာတွေလည်းရှိပါတယ်ဒါကြောင့်မို့လို့ဒန်ဂျီလေးစင်းလေးတွေလည်းလင်းပြီးလို့ရပါတယ်ဒူးနာယောဂနဲ့ပတ်သက်ပြီးဒူးကြီးပေါင်းနဲ့ပတ်သက်ပြီးတော့တောက်ဆေးတွေနဲ့ပတ်သက်ရင်အကိုက်ခဲပြောက်ဆေးဒီလိုမျိုးဒန်ဂျီလင်းဆေးတွေအပြင်ဒူးအားဆေးရလည်းအရေးပါပါတယ်ဒီဒူးအားဆေးရလည်းလူတွေတော်တော်များများကတော့စိတ်ဝင်စားတယ်အဲ့လိုမျိုးစိတ်ဝင်စားတဲ့အခါမှာဗာဆေးတွေရှိလဲဆိုရင်တော့ popular ဖြစ်တာကတော့ glucosamine နဲ့ chondroitin ပဲဖြစ်ပါတယ် glucosamine ကတော့တစ်နေ့ကို1500 mg တောက်ပြီးရင်ပိုပြီးတော့ကောင်းပါတယ်ပိုပြီးတော့ effective ဖြစ်ပါတယ်အဲ့ဒီခါမှာဘယ်လိုမျိုးတောက်ရမလဲဆိုရင်တော့အစာနဲ့တွဲတောက်လို့ရပါတယ်ဒီ glucosamine ကတောက်ဆေးလည်းရှိတယ်လို့အခုနောက်ပိုင်းမှာဆိုရင်တော့လင်းဆေးတွေလည်းရှိပါတယ်သူကဒီဒူးနာနေတဲ့နေရာမှာလိန်ဆေးလေးကိုလိန်လိုက်တဲ့အခါမှာပေါ့နော်ဒီဖြစ်နေတဲ့နေရာမှာ glucosamine ဆိုတဲ့ဓာတ်လေးကိုရရှိသွားအောင်လို့ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ chondroitin ပဲဖြစ်ပါတယ်ဒီ chondroitin တောက်မယ်ဆိုရင်တော့တစ်နေ့ကို800 mg တောက်သုံးပေးရမှာပဲဖြစ်ပါတယ်ဒူးအားဆေးတွေကတော်တော်များများတော့ဒီကျမတို့ရဲ့ဒီဆေးပညာ guideline တွေမှာဆိုရင်တော့သူတို့ကိုအရင်ကြီး endorse မလုပ်ဘူးသူတို့အရင်ကြီး recommend မလုပ်ပါဘူးဒါတွေနဲ့ပတ်သက်ပြီးတော့လည်းဝေဝါးနေတဲ့အချက်လေးတွေလည်းရှိပါတယ်ဘယ်လိုမျိုး brand ကိုသုံးတော့ကြာမှာပို့ပြီးတော့ကောင်းတာလဲနောက်ဘလောက်ကြာတောက်ရမှာလဲအခုလိုမျိုး guideline တွေကလည်း recommend တော့ပေးမထားတာတွေတော့ရှိပါတယ်ဒါပေမဲ့လူနာတွေတော်တော်များများရဲ့ feedback အရာဆိုရင်ရောနောက်လူနာတွေရဲ့ prefer ဖြစ်တာပေါ့နော်လူနာတွေကဒီအားဆေးလေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့စိတ်ဝင်စားရရှိတယ်လူမျိုးယောဂနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ပြန်ပြီးတော့မြန်ကောင်းနိုင်မလားပေါ့နော်ပို့ပြီးတော့မြန်ဆိုးသွားမလားအဲ့လိုမျိုးတွေမဖြစ်အောင်လို့အားဆေးလေးအနေနဲ့မှီဝဲခြင်းနဲ့ဆိုရင်တော့အဲ့လိုမျိုးဆေးလေးတွေကိုတောက်သုံးပေးလို့ရပါတယ်ဒါပေမဲ့လူမျိုးဆေးနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုး glucosamine နဲ့ chondroitin နဲ့ပတ်သက်ပြီးတော့ allergy ရှိတယ်တောက်တယ်ဆိုရင်ရှားတယ်တကူလုံးရှားတယ်လုံးဝတောက်လို့မရဘူးပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုးဆေးတောက်လိုက်တာနဲ့ပြို့တယ်အန်နဲ့ရင်းနှီးပူတယ်အဲ့လိုမျိုးယောဂလက္ခဏာကြီးဖြစ်လာပြီဆိုရင်တော့ဒီဆေးနဲ့မတည့်ပါဘူးတောက်လို့မရပါဘူးနောက်တစ်ခုကတော့ကိုကစီးကျူယောဂရှိနေတယ်နောက်ကိုဝင်ဆောင်ဖြစ်တယ်နိုးတိုင်မိခင်ဖြစ်တယ်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်တော့ဒီဒူအားဆေးကိုတောက်လို့မရပါဘူးနောက်တစ်ခုကကိုကအတက်ကျဆေးတွေပေါ့နော်ကိုကတက်တဲ့ယောဂရှိတဲ့အတွက်ကြောင့်မို့လို့အတက်ကျဆေးတွေတောက်နေရတယ်ကိုမှသွေးပြစ်တဲ့အတွက်ကြောင့်မို့လို့သွေးကျဲဆေးတွေတောက်နေရတဲ့သူဆိုရင်တော့ဒီကိုတောက်နေတဲ့ဆေးနဲ့ဒီလိုမျိုးဒူအားဆေးနဲ့တွဲပြီးတော့တောက်တဲ့မတောက်တဲ့ဆိုတာလည်းဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့မှတောက်တဲ့ပါတယ်ရှင်နောက်တစ်ခုကတော့ဒီရုတ်တရက်ပေါ့နော်အရန်ကိုပဲနာပြီးတော့လမ်းမလျှောက်နိုင်တဲ့အခါဒီဒူးဆေးကိုလည်းထူးလို့ရပါတယ်ဒူးဆေးမှာအမျိုးမျိုးရှိတယ်အရင်ကတည်းကသုံးတာကတော့ steroid ဆိုရဲ injection ဒီ steroid ပါတဲ့ဆေးကိုဒီဒူးထဲကိုထိုးတာပေါ့နော်အဲ့ဒါကလည်းဒီဒူးနာတာကိုအတိုင်းအတာတစ်ခုအထိတော့တက်တာစေနိုင်ပါတယ်ဒါပေမဲ့ဒါယောဂါကိုကုသတာမဟုတ်ပါဘူးနာတာကိုပဲတက်တာအောင်လို့လုပ်တဲ့အတွက်ကြောင့်အရန်ကြီးကိုနာပြီးတော့ရုတ်တရက်ကြီးလမ်းမလျှောက်နိုင်တဲ့အခါမှာဆိုရင်တော့ဒီလိုမျိုးဆေးလေးတွေသုံးလို့ရပါတယ်နောက်ဒီဒူးရဲကိုထိုးတဲ့ဆေးထဲမှာဆိုရင်လည်းအရင်တော့က steroid injection တွေအပြင်အခုနောက်ပိုင်းပေါ်လာတဲ့ platelet rich plasma ပေါ့နော်အဲ့ဒါတွေကိုလည်းထိုးလို့ရပါတယ်ဒါတွေကလည်းဒီခုနောက်ပိုင်းပေါ်လာတဲ့ဒူးဆေးတွေထိုးလို့ရတဲ့ဒူးဆေးတွေပဲဖြစ်ပါတယ်
နောက်တစ်ခုကတော့ဒီသွားတွေမှာပေါ့နော် brace တက်လိုမျိုးပဲဒူးမှာလည်းဒီလိုမျိုး bracing တက်လို့ရပါတယ်ဒီကိုယ့်ရဲ့ဒူးနဲ့ပေါ့နော်ဒူးစွလိုမျိုးပဲဒါပေမဲ့ तू ကဒီအကွေးအဆန့်အထိုင်ထားတွေလုပ်လို့ရအောင်လို့ထိန်းထားတဲ့ဒူးစွပေါ့နော်အဲ့ဒါကလည်းဒီကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုကိုပို့ပြီးတော့အဆင်ပြေအောင်လို့လှုပ်လာရတာပေါ့ဒီဘာကြောင့်လဲဆိုတော့ပုံမှန်လမ်းလျှောက်တဲ့ဟာကိုပဲကိုကမလျှောက်နိုင်တော့ဘူးဒီလိုမျိုးအကူတွေလုံနေရတယ်ခက်ခဲလာတယ်ဆိုရင်အစ်စ်မှာဆိုရင်တော့ဒူးဆေးနဲ့လည်းမတက်တာဘူးကြိုက်ခဲပြောက်ဆေးတွေနဲ့ကိုမရတော့ဘူးဆိုရင်တော့ဒီလိုမျိုးဒူးနဲ့ပတ်သက်ပြီးတော့ bracing တက်လို့ရပါတယ်တကယ်လို့အဲ့ bracing နဲ့မှမတက်တာတော့ဘူးဆိုရင်တော့နောက်ဆုံးအဆင့်အနေနဲ့ကတော့ replacement ပေါ့နော်ဒီ total knee replacement total knee arthroplasty လို့ခေါ်တဲ့ဒီဒူးကောင်းစစ်အစားထိုးတဲ့ operation ကိုလည်းလုပ်လို့ရပါတယ်ဒါကတော့ဒူးစစ်မှာသူစိုးနေတဲ့အပိုင်းကြီးဥပမာအဖြစ်ပြောရမယ်ဆိုရင်ဒီပေါင်ဘက်အယိုးတွေခြေသလုံးယိုးတွေဂုံညင်းယိုးတွေအဲ့မှာသူစိုးနေတဲ့အပိုင်းကြီးအကုန်လုံးကိုအစားထိုးလိုက်တာပဲဖြစ်ပါတယ်ဒီလိုမျိုးအဲ့လိုမျိုး replacement လုပ်တယ်ဆိုတာကလည်းအဓိကအားဖြင့်လူနာကတော့ကုန်ကျစရိတ်တစ်ခုတော့ရှိတယ်ဒါပေမဲ့လူနာအတွက်ကဒီနာကျင်မှုတွေကိုတက်တာစေတယ်နောက်ပုံမှန်လူလိုပဲလမ်းလျှောက်နိုင်တယ်နောက်ကွေးတာဆန်တာတွေထိုင်တာတွေပြန်ပြီးတော့လှုပ်လာနိုင်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ quality of life ပေါ့နော်ကိုနေထိုင်ရတဲ့ lifestyle မှာအများကြီးပဲပြန်ပြီးတော့ချောမွေ့လာတာတွေလည်းရှိပါတယ်အခုဆိုရင်တော့ဒီဒူးနာတဲ့အကြောင်းရင်းတွေထဲမှာလူတွေတော်တော်များများမှာအဖြစ်များတယ်ဒူးကြီးပေါင်းယောဂအကြောင်းကိုပြောပြပြီးသွားတာပဲဖြစ်ပါတယ်ဒီဒူးကြီးပေါင်းဆိုတာကအသက်ကြီးတဲ့လူတွေလူလက်ပိုင်းတွေမှာဆိုရင်သူတို့ရဲ့နေထိုင်ရတဲ့ဘဝပုံစံမှာအရန်ကိုပဲ impact ဖြစ်တဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။အားကြောင့်လဲဆိုတော့ပုံမှန်လမ်းလျှောက်နေတဲ့အချိန်မှာလမ်းမလျှောက်နိုင်မနဲ့ကိုကအထိုင်ထားတွေခတ်တယ်။နောက်လေကားတက်စင်နေမလုပ်နိုင်ဘူး။နောက်စောင့်ကြပြီးတော့မထိုင်နိုင်ဘူးအဲ့လိုမျိုးအခြေအနေတွေကြောင့်မို့လို့လမ်းမလျှောက်နိုင်တဲ့အခါမှာဒုက္ခကိုအာပြုပြီးတော့လမ်းလျှောက်ရတာတွေလေးချောင်းတောက်ကိုအာပြုပြီးတော့လမ်းလျှောက်ရတာတွေစတာတွေကဒီလူကြီးမိဘတွေမှာပေါ့နော်တော်တော်များများဖြစ်လာတဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်ပိုပြီးတော့ဖြစ်လာပါတယ်ဒါကြောင့်မို့လို့ဒီယောဂနဲ့ပတ်သက်ပြီးတော့ကိုကဒီယောဂဘာကြောင့်ဖြစ်ရတာလဲဘယ်လိုမျိုးကုသမှုရှိတာလဲနောက်ဘယ်လိုနေထိုင်ရင်တော့တက်တာမလဲဘာဆေးလေးတွေတော့တောက်လို့ရလဲဘယ်လိုကုသမှုတွေဆိုရင်တော့ကိုယ့်အတွက်အဆင်ပြေမလဲဘာတွေလုပ်လို့ရလဲဆိုတာလေးတွေကိုအားလုံးသိရှိသွားအောင်လို့ပြောပြပြီးသွားတာပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကကိုနဲ့ကိုပတ်ဝန်းကျင်ကလူတွေအတွက်အကျိုးရှိစေရလို့မြင်မိရဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျမရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်